အမေရိကန်ပြည်ထောင်စုအလဲပိုင်းဒေသတွင်ပြင်းထန်သောမုန်တိုင်းများတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးမှုများပြားဖြစ်ပေါ်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုအလဲပိုင်းဒေသတွင်အလွန်ပြင်းထန်သောမုန်တိုင်းတစ်ခုပြတ်တန်းတိုက်ခိုက်နေမှုကြောင့်ဒေသခံများအတွက်အလွန်အန္တရာယ်များသည့်အခြေအနေကိုယာတီဥတုဌာနကတတိပေးထုတ်ပြန်ထားရကြောင်းသိရပါတယ်။မုန်တိုင်းကြောင့်ဖြစ်ပေါ်နေတဲ့အခြေအနေများမှာကတော့ပြင်းထန်သောလေပြင်းများဟာလေတိုက်နှုန်းတနအီလမိုင်100နီးပါးအထိရှိနိုင်ပြီးရှီကာဂိုနီးတဝိုက်ရှိမိရထားသွဲများလဲကျရှင်းတဲ့ကားများလေထဲတွင်လွင့်စင်ကလဲရှင်းများဖြစ်ပေါ်ခဲ့ပါတယ်။လက်စမီပြတ်တောက်မှုမုန်တိုင်းကြောင့်လူပေါင်း9သိန်းကျော်နဲ့နေအိမ်များတွင်လက်စမီပြတ်တောက်လည်းရှိပါတယ်။ဒီခိုက်မှုများကတော့အိမ်များမိလောင်ကျွမ်းခြင်းတစ်ပင်များလဲကျခြင်းအင်ဒီယာနာမှာအဲ့ဒီပြည်နယ်တွင်နေအိမ်တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီးအသက်ဆုံးရှုံးမှုများရှိခဲ့ပါတယ်။အိုဟိုင်းပြည်နယ်တွင်ရေကြီးမှုများကြောင့်အရေးပေါ်ရှိနေကြီးညာထားရပြီးပြည်နယ်အလိုက်အနည်းဆုံးလူတဦးတည်ဆုံးမှုရှိကြောင်းသိရပါတယ်။အီလီနွိုက်ပြည်နယ်တွင်ယခုနှစ်အတွင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်132ကြိမ်အထိစံချိန်တင်ဖြစ်ပွားခဲ့ပြီးရခိုင်နှစ်များထက်2ဆသို့မဟုတ်3ဆပုံမှန်များပြားလာကြောင်းအစီခံစာများကသိရပါတယ်။